ကျွန်တော်ရုပ်ရှင်တရုပ်ဆောင်ဦးနေအောင်နဲ့ပတ်သက်ပြီးတော့ဦးနေအောင်ပြောတဲ့စကားလေးတွေပုံမှာပြန်လဲတင်ပြပြီးဆွေးနွေးခြင်းလို့ပါကျွန်တော်ကိုဆွေးနွေးခွင့်ပြုပါဦးနေအောင်ကျွန်တော်မဆွေးနွေးခင်စကြမှာဦးနေအောင်ကိုကျွန်တော်လေးစားကုန်ရတဲ့အချက်လေးတစ်ချက်ကျွန်တော်ပြောပြစီအဲ့ဒါကတော့ဒီလောက်နုပညာရှင်တွေအများကြီးရဲ့မှာဘယ်သူမှမခိုင်းမဲ့ကိုယ်ယုံကြည်ချက်နဲ့ကိုယ်ရည်တည်ချက်နဲ့အကူပြက်သားပြည်တော်စုကြံ့ခိုင်ရေးနဲ့ခွင်ပြိုးရေးအသင်းပေါ်မှာရက်တည်ပြီးမဲဆွယ်စီယုံပေးနေတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ဟာလေးစားပါတယ်လို့ပဏမဥစွာဆွေးနွေးလိုပါတယ်ဒါကကျွန်တော်ဦးနေအောင်ပေါ်မှာလေးစားတဲ့အချက်ကိုတင်ပြတာပါနောက်တစ်ခုတင်ပြချင်တာကကြတော့ဦးနေအောင်ဟာမိမိယုံကြည်ရာမိမိခံယူချက်ရှိတဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကိုမဲဆွယ်ပေးတဲ့နေရာစီယုံပေးတဲ့နေရာမှာပြောတဲ့စကားတွေဟာအများပြည်သူလူထုဤစံဓာတ်နဲ့စန့်ကျင်ရာရောက်နေတာကိုတွေ့နေရပါတယ်အဲ့ဒါကတော့ကျွန်တော်ရုပ်ရှင်တရုပ်ဆောင်ဦးနေအောင်ဟာတမတော်ပေါ်မှာကျေးဇူးရှိတဲ့အကြောင်းတမတော်ဟာကျေးဇူးမေးလို့မရတဲ့အကြောင်းခင်မောကြီး10ပါးထိုက်တဲ့အကြောင်းပြောပါတယ်ဟုတ်ပါတယ်ဒါဟာဗုဒ္ဓဘာသာဝင်တွေမှန်ရင်ခင်မောကြီး10ပါးနဲ့ပတ်သက်ရင်ကျေးဇူးတရားကိုမမေ့ကောင်းပါဘူးဒါဖရားဟောခဲ့တဲ့တရားပါဒါပေမဲ့ခင်မောကြီး10ပါးဟာဘယ်သူလဲဆိုတာကိုဦးနေအောင်မသိတာတော့ကျွန်တော်အံ့ဩမိပါတယ်အားကြောင့်လဲဆိုဦးနေအောင်ကျွန်တော်ထက်အသက်များကြီးတယ်95နှစ်ရှိပြီတမတော်ကခမရရဲ့ဂျေစုရှင်ခမရရဲ့ဘိုးဘွားမိဘတွေလက်ထက်ကလေးကဝန်ထမ်းတွေတမတော်ဝန်ထမ်းတွေဖြစ်ခဲ့တယ်ဆိုတာလက်ခံတယ်ဦးနေအောင်မြင်ခဏတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထက်အသက်ကြီးနေပြီဦးနေအောင်ရဲ့ဖခင်ဟာတမတော်ဝန်ထမ်းဖြစ်ခဲ့တယ်ဆိုရင်လဲအဲ့ဒီတမတော်ဝန်ထမ်းအနေနဲ့ကဘယ်နှခုနှစ်ကဖြစ်ခဲ့တာလဲအဲ့ချိန်တုန်းကတမတော်ကိုမြန်မာနိုင်ငံတမတော်လို့ခေါ်သလားပြည်သူတမတော်လို့ခေါ်သလားအဲ့ဒါဗိုလ်ချုပ်အောင်ဆန်းလက်ထက်တုန်းကဦးနေအောင်ရဲ့မိဘများကတမတော်ရဲ့တောင်းကိုထမ်းခဲ့တာဖြစ်ပါလိမ့်မယ်ဘယ်သူစနစ်မှာပဲထမ်းပါတကယ်ကျေးဇူးရှိသူဟာတမတော်လားတကယ်ကျေးဇူးရှိသူဟာပြည်သူလားခွဲခြားစိတ်ဖြာသိရှိဖို့ကောင်းပါလေဦးနေအောင်တကယ်တော့တမတော်ဆိုတာပြည်သူဝန်ထမ်းပါပြည်သူကပေးပြည်သူကကြွေးတဲ့လစာနဲ့တမတော်လို့ရက်တည်ခဲ့တာပါအဲ့ဒီကျေးဇူးတရားကိုခင်မွန်ကြီးထိုက်ပါတယ်လို့သိရှိနားလည်ရင်တကယ်ခင်မွန်ကြီးထိုက်သူဟာတမတော်မဟုတ်ဘူးဆိုတာခမကွင်းကွက်နားလည်နိုင်ပါလိမ့်မယ်တကယ်ခင်မွန်ကြီးထိုက်တဲ့ပြည်သူကိုခဏတပ်ဖြတ်နေတဲ့အစိုးရကိုမှခမအစိုးရလို့သူကိုယ်သူကင်မွန်တက်ထားတဲ့အာဏာရှင်ကိုခမကကျေးဇူးရှိနေသေးတယ်ဆိုရင်တော့ခမတကယ်ခုတ်ရတခြားထိတ်ရတခြားဖြစ်နေပါလိမ့်မယ်တကယ်ခင်မွန်ကြီးဟာဘယ်သူလဲဆိုတာကိုခမသိဖို့အရန်ကောင်းပါတယ်နောက်ပြီးတော့ခမပြောတယ်ဗျာတမတော်ကပေးတဲ့ပိုက်ဆံတွေလစာတွေနဲ့ခမက BSc MSc ဘွဲ့ရခဲ့တယ်ဒီကျေးဇူးကိုကျွန်တော်မေးလို့ရပါမလားမှန်တာပေါ့တမတော်ကိုကျေးဇူးတင်ရမှာလားကျွန်တော်ခုနမေးခွန်းလို့ပါပဲတမတော်ကိုလှုပ်ကြွေးမှုတမတော်အပေါ်မှာလစာတွေထုတ်ပေးနေတဲ့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့ရရှိလာတဲ့ကျေးဇူးတရားကိုသိပြီးငါရထားတဲ့ MSc ဘွဲ့ဒီငါရထားတဲ့ BSc ဘွဲ့ဒီတို့ပြည်သူလူထုကနေပေးလို့တို့ဖေရတယ်တို့ဖေကရလို့ငါကြောင်းနေရတယ်ငါကြောင်းနေရလို့ဒီဘွဲ့ရတယ်လို့ခမနားမလဲဘူးလားကျေးဇူးရှိသူကိုကျေးဇူးကမ်းနေတာကခမလူမှားနေတယ်နော်တမတော်မဟုတ်ဘူးခမကျေးဇူးရှင်ကတကယ်ကျေးဇူးရှင်အစ်စ်ကပြည်သူလူထုဖြစ်တယ်ဆိုတာကိုခမလုံးဝမမေ့စေချင်ဘူးဗျာနောက်တကအခုပြည်တော်စုနဲ့ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးအသင်းကိုနှလုံးသားတွေကချစ်တယ်ဘာကြောင့်လဲပြည်တော်စုကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးအသင်းဆိုတာစစ်တပ်ကနေလာတာဟုတ်ပြီကျွန်တော်တို့ပြည်သူလူထုတစ်ခုလုံးကသိရှိနားလည်ထားတာကစစ်တပ်ဒီကာကွယ်ရေးလုပ်ငန်းကိုလုပ်ရမယ်တိုင်းပြည်ရဲ့ပြန်လဲတိစောက်တဲ့နိုင်ငံရေးလုပ်ငန်းတွေမှာစစ်တပ်နဲ့လားများမထိုက်တန်ဘူး
အဲ့တော့မိမိနဲ့မထိုက်တန်တဲ့အလုပ်ကိုဝင်ပြောက်ပြီးစွတ်ဖက်နေတဲ့စစ်တပ်ကိုခင်ဗျားကထောက်ခံနေခြင်းဒီပြည်သူလူထုအပေါ်ကိုစော်ကားရရောက်ပါတယ်။ဘာကြောင့်လဲဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်တော့မယ်ဆိုရင်ဒီမိုကရေစီစနစ်ဟာအချုပ်ချာအာဏာဤမူလပိုင်ရှင်သည်ပြည်သူလူထုသာဖြစ်သည်အချုပ်ချာအာဏာသည်ပြည်သူထံကစင်တက်သည်တမတော်ကစင်တက်တာမဟုတ်ဘူးအာဏာရှင်ကြီးကစင်တက်တာမဟုတ်ဘူးနောက်ပြီးတော့ခင်ဗျားကနိုင်ငံတော်အစိုးရကခိုင်းရင်ဘယ်သူကိုဆိုလို့ရမယ်အဲ့ဒါခိုင်းတဲ့တက်တယ်ဆိုပြီးခင်ဗျားပြောတယ်အစိုးရပြည်သူကတင်မြောင်းမှာအစိုးရလေပြည်သူကမှမကြိုက်လို့စန့်ကျင်ထားတဲ့အဖွဲ့အစည်းပြည်သူကိုတက်ရွာတွေကိုမိရှုတားပြုတ်သမီးတွေမရင်းပြအဖိုးဖွားတွေကိုဟာလာအရှင်လက်လက်မိရှုကြုံပြုတ်နေတဲ့ဒီအစိုးရမျိုးကိုပြည်သူလူထုကလက်မခံဘူးဆိုရင်အစိုးရမှမဟုတ်တာအာဏာပိုင်မှမဟုတ်တာခမရကတလွဲစပင်ကောင်းတယ်တကယ်တော့ခမရတက်ထားတဲ့ MSC PSC ဆိုပညာမဟုတ်ဘူးခမရတင်ညာတွေဖြစ်ပညာဆိုတာကျွန်တော်အကျိုးအကြောင်းအဆိုးအကောင်းဘာလို့ပဲဖြစ်ဖြစ်ဝေဖန်နိုင်မှပိုင်းခြားနိုင်မှသိရှိနိုင်မှပညာရှိဖြစ်တာခမရဘွဲတွေယူထားတာခမရတကယ်ပညာတတ်တာမဟုတ်တာခမရတင်ညာတွေပဲတက်ထားတာအဲ့တော့ခမရတကယ်ဂျေဇုရှိတိုက်တွေကိုဂျေဇုပြုတ်မယ်ဆိုလို့ရှိရင်ခမရကိုကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်တရားညောအခါကဘုန်းကြီးကျောင်းတစ်ကျောင်းမှာခွေးလေးနေဘုန်းကြီးကျောင်းမှာမိကိုစားတောက်တယ်ပေါ့ဗျာအဲ့ဒီမိကိုစားတောက်နေတဲ့အထက်မှာဘုန်းကြီးကစွန့်ညံကိုညံတွေကိုနော်ကျောင်းမှာနေတဲ့ကပ္ပိယကြီးကိုအများတန်းကျွေးခိုင်းတယ်အဲ့လိုကျွေးခိုင်းတဲ့အခါမှာကပ္ပိယကြီးနေစဉ်ကျွေးတယ်နေစဉ်ကျွေးတဲ့အခါမှာကပ္ပိယကြီးနေစဉ်ကျွေးလိုက်တဲ့အခါမှာခွေးတွေကကပ္ပိယကြီးကိုပဲသိတကယ်ကျွေးခိုင်းတဲ့ဘုန်းကြီးကိုမသိဘူးဒီနေ့တော့ဘုန်းကြီးကထွက်လာပြီးခွေးတွေစွန့်ညံကိုညံစားနေတဲ့အခါမျိုးမှာပီတိဖြစ်ခြင်းလို့ဘုန်းကြီးကလာကြည့်တဲ့အခါမှာအဲ့ဒီခွေးတွေကထမင်းကျွေးတဲ့ဘုန်းကြီးကိုကိုက်အဲ့မှာလည်းဘုန်းကြီးကပြောတယ်အော်ခွေးဆိုတာဒါမျိုးပါလားကျွေးတဲ့ငါ့ကိုမသိပေးတဲ့ငါ့ကိုမသိပဲနဲ့ကျွေးတဲ့သူတော်ကိုဒါကပ္ပိယကိုဒါသူတို့ကသိကြတာပါလားအဲ့လိုပါပဲဦးနေအောင်ခမရအနေနဲ့လေတကယ်ကျွေးနေတဲ့ဆရာတော်နဲ့လားလန်သူတဲ့ပြည်သူလူထုရဲ့ကျေးဇူးတရားကိုခင်ဗျားသိဖို့ကောင်းတယ်။အဲ့လိုမဟုတ်ဘဲနဲ့ဆရာတော်ကပေးပါကျွေးပါဆိုပြီးတော့ပေးထားတဲ့ဥသူတော်လိုပုံကုမျိုးကိုမှခင်ဗျားကကျေးဇူးရှိတယ်လို့ကိုယ့်ကိုယူဆတယ်ဆိုရင်ခင်ဗျားအသိဉာဏ်ဟာဘယ်လိုအသိဉာဏ်မျိုးလဲဆိုတာကိုယ့်ကိုနားလည်ဖို့ကောင်းပါတယ်။ဦးနေအောင်အသက်85နှစ်ရှိနေပြီခင်ဗျားခုလောက်မှပြည်သူတွေရဲ့ကျေးဇူးနိုင်ငံတော်ရဲ့ကျေးဇူးကိုမသိသေးဘူးဆိုရင်တော့အင်တာမဝမ်းနည်းစရာကောင်းပါတယ်။ဘာလို့ဒီစကားပြောရလဲဆိုခင်ဗျားပြောခဲ့တဲ့စကားရှိပါတယ်။ဘာလဲဆိုလို့မှန်ငါနိုင်ငံစိုးမစိုးငါလူမျိုးကောင်းမကောင်းငါခေါင်းဆောင်ဆိုခင်ဗျားစကားအဲ့ဒီစကားခင်ဗျားတကယ်ပညာတက်ရင်ခင်ဗျားဒီစကားပြောထွက်တာအံ့ဩလို့မဆုံးမှန်ငါနိုင်ငံတော်မှာမိတင်းနေထိုင်ကြတဲ့ပြည်သူလူထုတွေဟာအမားတန်တရားကြီးထဲမှာနေလို့မရဘူးဒီနိုင်ငံတော်ကောင်းဖို့အရေးကြီးတယ်အဲ့ဒီနိုင်ငံတော်ကောင်းဖို့ရာအတွက်မားလို့မရဘူးမှန်ကိုမှန်ရမယ်လို့ကျွန်တော်ခင်ဗျားကိုပြန်ဆွေးနွေးချင်တယ်နောက်တစ်ခုစိုးမစိုးငါလူမျိုးဘယ်လိုပဲဖြစ်ဖြစ်ဒီနိုင်ငံမှာ135မျိုးတော့လူမျိုးတွေမိတင်းနေခံကြတယ်အဲ့လိုမိတင်းနေထိုင်ကြတဲ့အခါမှာစိုးမစိုးငါလူမျိုးဆိုလို့ကျွန်တော်တို့လူမျိုးတွေကရှေ့တောင်အဆမှာပြကဘာမှာပြစိုးလို့မရဘူးအင်မတန်မှယဉ်ကျေးတဲ့မြန်မာယဉ်ကျေးမှုနိုင်ငံရှိတဲ့နိုင်ငံဒီနေရာမှာစိုးမစိုးငါလူမျိုးဆိုပြီးဘလုံးသိမ့်ပြီးမရိုက်ပါနဲ့အုံနောက်မဲ့လူတန်းစားလို့စကားခင်ဗျပြောတင်ပါနောက်တစ်ခုကောင်းငါခေါင်းဆောင်ဒီနေ့မရောက်နိုင်လို့ကောင်းဟာကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်တို့နိုင်ငံတွေကိုဖြတ်စည်းနေတယ်မီးရှို့နေတယ်တားပြုတ်သမီးပြုတ်တွေကိုမရင်းကျင့်နေတယ်အဲ့နေရာမှာအဲ့တားပြုတ်သမီးပြုတ်လေးတွေဟာခင်ဗျရဲ့မြေးကလေးခင်ဗျရဲ့သမီးကလေးတွေဖြစ်ခဲ့ရင်ကောဒါမှမဟုတ်မီးရှို့ခံရတဲ့ရွာတွေနေမီးရှို့ခံရတဲ့ရွာတွေကခင်ဗျရွာဖြစ်ခဲ့ရင်ကောအဲ့ဒီလိုကိုချင်းစာတရားကင်းမဲ့စွာနဲ့အဲ့လိုလူကိုခေါင်းဆောင်လို့ခင်ဗျတတ်မှတ်ပါလားအဲ့လိုခေါင်းဆောင်လို့ခင်ဗျတတ်မှတ်မယ်ဆိုရင်တော့ခင်ဗျဟာMSC တွေလည်းမပြောနဲ့ BSC လည်းမပြောနဲ့ MA လည်းမပြောနဲ့ခင်ဗျားကစာရွက်ပေါ်ကစာတန်းလေးကိုပိုင်တာနဲ့ခင်ဗျားကိုခင်ဗျားဘွဲရပညာတတ်လို့ထင်တာပညာဆိုတာဆရာတော်ဘုရားကြီးကပြောတယ်ကောင်းခြင်းမကောင်းခြင်းကိုဝေဖန်ပိုင်းခြားသုံးသပ်နိုင်မှပညာရှိတယ်လို့ပြောထားတာအဲဒါကြောင့်မလို့ဦးနေအောင်ခင်ဗျားဘုံမလင်းလင်းပြောရင်နော်ခင်ဗျားအနေနဲ့ကပြည်သူလူထုပေါ်မှာရောတိုင်းပြည်ပေါ်မှာရောတစ္ဆာဖောက်နေတဲ့လူဒန်းစားနောက်ကနေလိုက်နေတဲ့ခုနနော်ဆရာတော်ကိုကျေးဇူးမသိပဲဘိုးသူတော်ကိုကျေးဇူးသိတဲ့လူတယောက်ဖြစ်နေတယ်ဆိုတာကိုခင်ဗျားကိုကျွန်တော်ပြောပြခြင်းလို့ဒီ file လေးကိုလန့်တင်လိုက်တာအဲ့ဒါကိုနေအောင်ခင်ဗျားသိဖို့